ကျောင်းနေတင်တဲ့အခါမှာပေါ့နော် content writing အနေနဲ့ရေးမယ်ဆိုရင်ကျွန်တော်တို့ကဒီမှာပေါ့နော်ပစ္စည်းဒီမှာကျွန်တော်ဆိုလို့ရှိရင်ဒီပစ္စည်းကဒီမှာကျွန်တော်မေးတာဘာတွေပေါ့ဒီပစ္စည်းကဘာတွေကောင်းလဲဘယ်လိုတောက်သုံးတင်လဲဘယ်ချိန်တွေတောက်ရလဲဒါပေမဲ့ဘာပစ္စည်းနဲ့ပေါ်ဆက်ထုတ်လုပ်ထားတာလဲကြံငယ်လို့ပေါ့နော်ဘာတွေပေါ်ဆက်ထုတ်လုပ်ထားတာလဲဘယ်လိုတွေတောက်သုံးတင်လဲသူရေးလာပေးတယ်ပေါ့အဲ့တော့ကျွန်တော်တို့ဒီမှာသူကနေပြီးတော့တနေ့တစ်ထုပ်တနေ့ပမာဏတနေ့လျင်တစ်ထုပ်ပြတောက်ပေးနိုင်တယ်တဲ့ရေတနေ့တာရေစိမ့်တောက်ပေးခြင်းဖြင့်ရေငတ်တိုင်းဒီဖြိုးရေတောက်ပေးပါတဲ့1.5 လီတာခန်းနဲ့သူစီတော့နော်အဲ့တော့ဘောနော်ဒီမှာသူကပြောနောက်ထပ်အနေနဲ့ကျွန်တော်တို့ promotion post ကိုတင်ဖို့တဲ့စာသားလေးတွေလိုအပ်ရင်နဲ့ပြောပေးပါကျွန်တော်ရေးပေးပါမယ်ပေါ့နော်ဒါမျိုးကလေးကျတော့ကျွန်တော်တို့မှာ promotion မရှိဘူးလားဆိုတော့ရှိတယ်ဒါပေမဲ့ကျွန်တော်ကအခုကပစ္စည်းကြောင်းနေကျွန်တော်စုနေတာဖြစ်တဲ့အတွက်ကျွန်တော်မလောက်ကျွန်တော်ဥစားမဖြစ်တာပေါ့နော်အခုတော့ဒီမှာကျွန်တော်တို့ဒါလေးကိုကျွန်တော်အရင်သွားလိုက်မယ်ဗျာသွားပြီးတော့ကျွန်တော် post လေးရင်တင်လိုက်အောင်ခဏအလီလာကာကောမနီဒါယာစီလူချင်းCP to lava having 92 plus ကျွန်တော်တို့ဒီစာတွေရေးပြီးတဲ့အခါမှာကျွန်တော်တို့ hashtag လေးတွေခံဖို့လုပ်တယ်ပေါ့နော် hashtag လေးတွေခံဖို့လုပ်တယ်ဆိုတော့ဒီမှာဒီကောင်ကကျွန်တော်ဖြတ်လိုက်အောင်မယ်hashtag လေးတွေခံဖို့လုပ်တယ်ဆိုတဲ့အခါကျတော့ကျွန်တော် AI နဲ့မှာ hashtag ရေးခိုင်းမိမယ်hashtag ရေးပြီးပါပေါ့နော် okay နော် hashtag ရေးပြီးပါဆိုလို့ရှိရင်သူပစ္စည်းကိုမေးပြီးသားဖြစ်တဲ့အတွက်ဒီပစ္စည်းနဲ့ပတ်သက်တဲ့ hashtag ကိုရေးခိုင်းတာပေါ့နော်ဒါမေးပြီးသားဖြစ်တဲ့အတွက်ဇက်တိုင်းမေးသွားလို့ရတာနော်ဒါမှမဟုတ် hashtag ပဲတည်တံ့ရေးခိုင်းမယ်ဆိုရင်တော့ကျွန်တော်တို့က hashtag ဥပမာပေါ့ဒီ show plus နဲ့ပတ်သက်တဲ့ hashtag ရေးပြီးပါပေါ့အဲ့လိုမျိုးခိုင်းနိုင်တယ်ပေါ့နော်အဲဒီမှာကျွန်တော်တို့ flow နဲ့ပတ်သက်တဲ့ hashtag ဆိုရင်လည်းဒီမှာကျွန်တော် down နဲ့ပေးလာတာတွေရှိတယ်ပေါ့အဲဒီမှာဒီ show plus နဲ့ပတ်သက်တဲ့ hashtag ဆိုရင်လည်းသူရေးလာတယ်ကျွန်တော်ဒါလေးကို copy ကူးပြီးတော့ဒီ hashtag လေးတွေကိုကျွန်တော်ဟိုမှာတတ်ထည့်မယ်ပေါ့hashtag လေးတွေထည့်မှာပေါ့ဒီမှာကျွန်တော်တို့ကစာ content writing ဒီမှာစာသားလေးတွေအနေနဲ့အဆင်ပြေပြီဒီခါမှာကျွန်တော်တို့ကစာလေးတွေကိုပေါ့နော်ဖတ်ကအစွဲအဆင်ပြေအောင်ဖတ်ကအဆင်ပြေအောင်ကျွန်တော်တို့နော်ဒီလေးစာတန်းလေးချပြီးမယ်စာကြောင်းလေးချပြီးမယ်တစ်နဲ့တော့မနော်ပြန်ကျွန်တော်တို့လေးပေါ့နော်အဲဒီဆိုပလက်လေးတွေကျွန်တော်တို့ဟောစားဖြစ်ထားမယ်ဒါဆိုကျွန်တော်နှိပ်လေးနှိပ်ပြီးတော့သွားမယ်ပေါ့နော်ဒါကျွန်တော် save တာမလို့မိတ်ဆွေတို့ကမှကိုယ့်အနေကိုအများကြီးထပ်ပြီးတော့ရေးနိုင်သေးတယ်ပေါ့ဒါမှ group လေး share ပေးလိုက်အောင်ဒီလို okay ချုပ်ပါအဲ့တော့ဒီမှာပေါ့နော်သူက promotion နဲ့ပတ်သက်တာလဲကိုရေးခိုင်းလို့ရတယ်ဥပမာပေါ့ promotion post ဆိုရင်လဲကျွန်တော်တို့ကအခု messenger ထဲမှာပို့ပေးထားတဲ့ promotion post တွေဆိုလို့ရှိရင်ကျွန်တော်တို့ဒီမှာဗျာ promotion post ဆိုတီချိုပလက်ဒီလိုမရှိဘူးလားရှိတယ်ဒါဆိုရင်ဒါလေးကိုပုံလေးကိုနှိပ်ပြီးတော့ဒီမှာကျွန်တော်တို့ဒီကောင်လေးကိုကျွန်တော် promotion ပုံစံရေးခိုင်းကြည့်မယ်ပေါ့ဗျာဥပမာဆိုပါစို့ဟိုမှာဒီ promotion ကိုလူတွေစိတ်ဝင်စားစေမယ့်စာသားဖြင့်ပုံဖော်ရေးတာပေးပါပေါ့အမှရေးလိုက်ပြီဆိုပါစို့
ဒါဆိုရင်သူကဒီ promotion ပုံစံကိုသူကပုံစိတ်ဝင်စားစေမဲ့ပုံစံလေးသူရေးသားပေးလာမှာဖြစ်တယ်ပေါ့နော်မပုံနေပေါ်တဲ့ဆက်တာဖိုက်တာလေးဝဲတပူလက်ကရမယ်တော့မပုံမှန်1800ကို1440တာကြားသိမ်းမယ်ကိုချက်ချင်းရအန်မနော်သူရဲ့နော်ဒီမှာဒီ promotion ပုံစံလေးကိုရေးလာပေးတယ်တွေ့လားအဲ့တော့ဘယ်လောက်မိုက်လဲเนาะအဲ့တော့ AI ကိုအသုံးပြုပြီးတော့ကျွန်တော်တို့ကဒီ content writing ကိုကောင်းကောင်းရေးနိုင်ရမယ်အဲ့တော့ hashtag လေးတွေပါထည့်ခိုင်းနေဆိုဥပမာကျွန်တော်တို့ hashtag ပါထည့်ခိုင်းပေါ့ဒီမှာကျွန်တော်တို့ HAGDAG hashtag ပါထည့်ပြီးပါhashtag ပါထည့်ပြီးပါဆိုရင် hashtag ပါသူထည့်ခိုင်းမှာပေါ့နော်โอเคဒါဆိုဒီပုံစံတိုင်းပဲပြန်ရေးလာမယ်ရေးလာပြီးတဲ့နောက်မှာအောက်မှာ hashtag တွေပါကျွန်တော်တို့ဘာဖြစ်လဲထည့်လာမှာဖြစ်တယ်ဒီထဲကကိုကြိုက်တာ copy ကူးပြီးတော့ယူသွားလို့ရတယ်အဲ့လိုမျိုးကျွန်တော်တို့တင်လို့ရတယ်ပေါ့နော်